ကျေးဇူးပါမိုးကျေးဇူးအများကြီးတင်ပါတယ်ဝန်ဆောင်မှုတွေအများကြီးပေးလို့သဘောမူပါကျေးဇူးများတင်ပါတယ်မင်္ဂလာပါဘိုင်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 ကျေးဇူးပါအားလုံးပဲကျေးဇူးများတင်ပါတယ်ဒီချောလေးတွေဒီကောကဘာလို့နေကြလဲပဲကြမိုးရောညညကြောက်ပဲကြလဲလဲတော့စီနတ်ဆဲအလုပ်အပ်ပြီးမိမစာရေးမိတ်ဆွေရဲ့ CI ခရီးစဉ်အစားအဆုံးကိုဈေးနှုန်းများသတ်မှတ်ထားပြီးဖြစ်လို့ဘယ်လိုအကြောင်းပြချက်နဲ့မှငွေထပ်ပေးရန်မလိုပါ